ည Real Madrid ကနိုင်သွားတော့ကျွန်တော်ဘာစီလိုနာအမီလိုက်နေဗျာတက်မှတ်ပဲကွာတက်မှတ်ပဲကွာဆိုတော့အချိန်မျိုးကျွန်တော်ဘာစီလိုနာကြော်သွားနိုင်ဗျာဒုတိယအဆင့်ကနေပြီးတော့အဲ့တော့ကျွန်တော်ဘာစီလိုနာဒီညမှာ Real ဆိုကြကောင်းကောင်းကြရမယ်ဒီမှာစံတော့ချင်း2နာရီခွဲနောက်ပိုင်းပွဲတွေကဘာကပွဲတွေတကယ်ကိုမိုးချုပ်တယ်ဗျာကျွန်တော်ဘာက fans ရာ YouTube channel မှာရှိမယ် live လွှင့်မယ်ဗျာ watch long အရင်တပွဲရလို့ကျွန်တော်လာကြည့်ပေးကြပါဦးReal Sociedad ဆိုမဲ့လာလီဂါပွဲဆိုတော့ဘာစီလိုနာတိတ်တော့ခတ်မှာမဟုတ်ဒါပေမဲ့ Real Sociedad နဲ့ဘာစီလိုနာတကြော့ကန်ဝင်ဗျာတကြော့ကန်လာကကျွန်တော်တို့အိမ်ငွေးဆိုပေမဲ့အဲ့တော့ကျွန်တော်တို့ Spotify ကန်တွေရမပြီးသေးဘူးဗျာကျွန်တော်တို့သူများကိုပတ်ဆက်ပေးပြီးတော့တွားကန်တယ်အဲ့ပွဲမှာတော့ကျွန်တော် 2-1 ဆိုရရလဲနဲ့အနိုင်ရရှိတယ်ကွန်တေတကိုသွင်းတယ် Lewandowski တကိုသွင်းတယ်မမ်မီစ်လောက်ဆိုအဲ့ပွဲတော့ Rafinha တို့ရမဲတို့ဒဏ်ရာရနေရလားမသိဘူးအဲ့မပါဘူးဗျာအခုကျွန်တော်ဒီပွဲမှာတော့လူကတော့အဆုံပြန်ပါမယ်ဒါက Real Sociedad နဲ့ကျွန်တော်လာလီဂါမှာဒုတိယအကြော့ဖြစ်သွားပြီပေါ့နော်19ဝက်ပြီးလို့ဒါပွဲ20မြောက် Real Sociedad ပထမဆုံးကန်မှာ Real Sociedad အိမ်ခွင်းဆိုတိတ်တော့မလွယ်ဘူးဇယားရဲ့ထိပ်မှာတော့ကျွန်တော်ဘာစီလိုနာအဆင့်1နဲ့ရက်တည်နေတယ် Real Sociedad ကတော့အဆင့်73မှာအဆင့်73ဆိုပေမဲ့သူတို့ပေးကို22မှာ9ခုဆိုတော့ခန်းစစ်ကအရင်တော့မမာဘူးနောက်ဆုံးဖောင်အောင်ရကြည့်မယ်ဆိုတော့ Real Sociedad 5ပွဲမှာ2ပွဲပဲနိုင်တယ်2ပွဲကလာလီဂါတစ်ပွဲ Copa del Rey တစ်ပွဲOsasuna တော့သူတို့ Copa del Rey မှာနိုင်တယ်ဆိုပေမဲ့ penalty ကြမှာ penalty မှာသူတို့နောက်တစ်ဆင့်တက်သွားမှာReal Sociedad Copa del Rey နောက်တစ်ဆင့်တက်တယ်ကျွန်တော်ဘာစီလိုနာနဲ့တွေ့ရင်လည်းတွေ့ရမယ်Atletico Madrid ကိုတည်ကြတော့ထားပါတော့လေဟိုအောက်ဆို level 2ကိုသူတို့အဝေးကွင်းမှာတည်ကြဆိုတော့ Real Sociedad နောက်ဆုံးဖောင်တိတ်တော့ကောင်းတယ်မှာပါဘူးကျွန်တော်ဘာစီလိုနာတော့နောက်ဆုံးဖောင်တော့ share ကောင်းနောက်ဆုံး9ပွဲမဟုတ်ပါနောက်ဆုံး10ပွဲစက်တက်ကိုနိုင်ထားတယ် Super Copa မှာ Real Madrid ကိုနိုင်ပြီးဖလားရထားတယ် Copa del Rey မှာလည်းနောက်ဆင့်တက်ထားတယ်ဆိုတော့ကျွန်တော်ကတော့ AC ပဲကစားကွက်ကပြီးခဲ့တဲ့ရာသီကျွန်တော်ပထမတစ်ခေါက်တွေ့တော့ဆိုရင် Real Sociedad က4-1-4-1နဲ့ကစားမှာ4-1-4-1ဆိုရင်နောက်ဆုံးကျတော့ Uyasabel ပဲအထောက်ထားပြီးတော့4-5နဲ့ဗျာ9ရောက်လောက်ပိတ်ပြီးတော့ဆိုတော့နောက်တက်မှာကျွန်တော်ကန်ရတာတော်တော်လေးကိုကြက်တယ်ဗျာအဲ့ပွဲတော့လည်းအခုဒီပွဲမှာလည်း4-4-2နဲ့တော့ထွက်လာမယ်ပြောတယ်4-4-2ဆိုတော့ကျွန်တော်တို့ခန်းစစ်ပိတ်ဆုံးမဲ့သဘောပါရှိတယ်ခန်းစစ်ပိတ်ဆုံးတဲ့အတင်းဆိုကျွန်တော်နည်းနည်းလေးတော့တိုင်ပိုက်တယ်ဒါပေမဲ့တို့ခန်းစစ်ကကျွန်တော်ပြောသလိုပဲအရင်တော့မမာဘူးကျွန်တော်ကစားကွက်ကတော့ထုံးစံတိုင်း4-2-3ပါမယ်လာရက်ကိုကြည့်မယ်ဆိုရင် Real Sociedad ဘက်ကတော့ Uyasabel နဲ့ Mendes ကိုထောင်ထားပြီးတော့ right midfield left midfield မှာ Couto နဲ့ Guedes ရှိမယ်ပြီးအလဲမှာ Solar တော့ရှိမယ်ဗျာနောက်တက်မှာလည်း Gomez တို့ Clita တို့ရှိမယ်ဂိုးသမားကြီးကတော့ Real Sociedad ရဲ့ပင်နိုင်ဂိုးသမား Romero ကျွန်တော်ဘာစီလိုနာရဲ့ လာရက်ကိုကြည့်မယ်ဆိုရင် Rafinha Real Standard နဲ့ပွဲပြီး training ပြန်ဆင်းတဲ့ရက်မှာနည်းနည်းလေးတန်ရရပါပြောတယ်အဲ့အတွက် Margaret ရှုနေဘယ်ချက်မှနေရပြီဗျာနေရရပြီဆိုသူဂိုးလဲသွင်းရမယ်ဖန်လေးမှုလည်းကောက်ကောက်လုပ်ဗျာမဟုတ်ရင်သူ့ဘာစီလိုနာဈေးနေမယ်ဆိုရင်မန်ယူကလည်းမရောက်ဆိုသူဘာစီလိုနာပျော်ရင်တော့မှနေခွင့်ရမှာမဟုတ်ဘူးအထောင်တိုက်စင်မှုဖြစ်ကတော့ကိုကမန်းပဲဘေညာမှာတော့Margaret Show ကိုသုံးမယ်လို့ထင်တယ်ဘယ်ဘက်ချက်မှာညာဘက်ချက်မှာတော့ရမဲပဲတက်မီဖီမှာတော့ Family လိုပဲရှိမယ် Dani Olmo ကတော့နောက်အချိန်နေတိတ်မကောင်းတော့မှဝင်လာမယ်ကွင်းလယ်မှာတော့ Pedri နဲ့ဒီချောင်ကွင်းလယ် Gerard Martin ကိုသုံးထားဆိုတော့ခိုင်စင်မှုဖြစ်ကတော့Eric Garcia နဲ့ကိုပါစီဖူးဘမှာတော့အားလုံးပဲသိတဲ့အတိုင်းကွန်တိန်နဲ့ဘာဒီပဲကိုသမားလေးကတော့ရွှေကိုသမားလေး Eric Garcia ဒီကြားထဲကျွန်တော်တို့အသင်းမှာပြဿနာကနည်းနည်းလေးရှိတယ် Madrid Stegen အသင်းကထွက်ဖို့ရပြီးတော့ရုတ်တရက်ကြီးဗျာအခုမှ16နှစ်ပြည့်တဲ့ Drogba နဲ့တက်လေအသင်းကကောက်ခါငန်းထွက်သွားတယ်နီးပြနဲ့ Drogba နဲ့ဒီကပတိုက်မှုလေးတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဘာစီလိုနာနိုင်မှာပါဒီပွဲလဲတိတ်ပြီးတော့ခက်ခဲတဲ့နေရာမှာတော့မပါဘူး Visca Barca ပါ